အားလုံးပဲမင်္ဂလာပါ idea 134ကနေကြိုဆိုပါတယ်ဒီကနေ့မှာတော့ကျွန်တော်တို့ရဲ့ဖက်လက်စာ audio book စာအုပ်ဖြစ်တဲ့ကာမနတာစာအုပ်ရဲ့အခန်း7ကိုဆက်လက်ဖတ်ရှုမှာဖြစ်ပါတယ်အခန်း7ပုဒ္ဒောဝါဒကထာကိုသိန်းမခင်မီတို့ရဲ့သားကလေးမောင်မြင့်ဆွေလည်း12နှစ်သားလောက်ရှိလာပြီအဖေနဲ့မေနှစ်ယောက်စလုံးကလည်းသူတို့သားကလေးဟာလူကောင်းကလေးတမိုးရှိတာကလေးမုံမြတ်တာကလေးမျက်နှိုးစရာကလေးကြီးညိုစရာကလေးလေးစားစရာကလေးဖြစ်လာအောင်ငွေရေးမကြည့်ဘူး BAME ဆိုတဲ့အတန်းတွေလည်းရေးမကြည့်ဘူးယာရုဌာနတွေလည်းရေးမကြည့်ဘူးကိုယ့်ရဲ့ဇယိုက်နှုတ်ရဲ့ဇယိုက်စိတ်ရဲ့ဇယိုက်တွေညင်ညစ်ပပမဖြစ်ဘဲတန်ရှင်းဖို့သာအရေးကြီးတယ်ကောင်းတဲ့ကိုကျင့်တရားရှိဖို့အရေးကြီးတယ်သစ္စာ၄ပါးတရားကိုတည်တဲ့လောက်သိပြီးတန်တရားကြီးတဲ့ကလွတ်မြောက်လို့တဲ့ဆန္ဒရှိဖို့သာအရေးကြီးတယ်လို့သဘောတူကြတယ်အဲ့ဒီတော့သူတို့သားကလေးဟာသူတို့လိုချင်တဲ့အတိုင်းလူကောင်းကလေးတမိုးရှိတာကလေးမုံမြတ်တာကလေးမျက်နှိုးစရာကလေးကြီးညိုစရာကလေးလေးစားစရာကလေးဖြစ်လာအောင်အဖေနဲ့အမေနှစ်ယောက်စလုံးဟာအဆဆအရာရာပဲနေတတွတ်တော့ညတတွတ်တော့နဲ့ဆုံးမသင်ကြားပေးနေတယ်စားတော့တဲ့နေရာမှာဆိုရင်လည်းပါဇက်ဟာစားမစားရဘူးပါဇက်ထဲကအဆဆတွေထမင်းမကန်နဲ့ပြန်မကြရဘူးပြက်ပြက်နဲ့အတန်မီအောင်မစားရဘူးထမင်းကိုနေတဲ့အခါတပြည့်ပြည့်နဲ့ညီအောင်မနေရဘူးအမိအဖကိုယ့်ထက်အသက်ကြီးတဲ့သူတွေနဲ့အတူတူထမင်းစားတဲ့အခါအမိအဖကိုယ့်ထက်ကြီးတဲ့သူတွေကဟင်းကိုခတ်ပြီးမှလူငယ်ကခတ်ရမယ်ဒဇိန်းနေနဲ့စားတဲ့အခါကောင်းတဲ့ဟင်းဘက်ဆိုရင်ကိုယ့်အတွက်မခတ်ရဘူးသူများတဲ့ထည့်ပေးရမယ်ဘယ်ဟင်းကွက်ကိုမဆိုဇွန်းနဲ့သာခတ်ရမယ်လက်နဲ့မနှိုက်ရဘူးဇွန်းကိုကင်တဲ့အခါမှာလဲညာလက်ကထမင်းဟင်းနေပေးနေတဲ့အတွက်ညာနဲ့မကင်ရဘူးဘယ်နဲ့ကင်ရမယ်ညာနဲ့ဇွန်းကိုမကင်ပေးတဲ့လေညာဘက်မှာထမင်းလုံးတွေကပ်မနေစီရဘူးဟင်းညိုတစ်ခွက်ကိုလူ3-4ယောက်ဝိုင်းတောက်ရရင်မတောက်ဖဲနေခြင်းနေတောက်ရင်လဲဇွန်းထဲမှာကျန်နေတဲ့ဟင်းရည်တွေကိုကိုယ်ပကံထဲမှာကုံအောင်ခပ်ဖြည်းဖြည်းခါပြီးမှဇွန်းကိုဟင်းညိုပကံထဲပြန်ထည့်ဟင်းကတ်တွေကဟင်းကိုခတ်တဲ့အခါခတ်ပြီးလို့ဇွန်းကိုပြန်ထားတဲ့အခါဇွန်းတန်ပကံတန်မမြည်ပေစီနဲ့ဟင်းညိုတောက်ရင်ရွှတ်မမြည်စီနဲ့ထမင်းစားရင်ပကံအောက်ပိုင်းကစပြီးစားရမယ်ထမင်းစားရင်တုတ်သီးတုတ်ပြာနဲ့အငှက်စားသလိုမစားရဘူးအိန္ဒိယရစားရမယ်သူများရဲ့ပကံများကိုမကြည့်ရဘူးသူများဟင်းနှိုက်တာမကြည့်ရဘူးထမင်းစားတော့စကားနှဲနိုင်သမျှနှဲပါစေအတူကျုပ်တော့နှစ်ခုမှတ်ထားရမယ်ညင်ညစ်ပတ်မစားရဘူးတုတ်သီးတုတ်ပြာအငှက်စားသလိုမစားရဘူးတန်တန်ရှင်းစားရမယ်အိန္ဒိယရစားရမယ်ညင်ညစ်ပတ်စားတတ်တောက်တတ်တဲ့သူတွေကိုအင်မတန်ယွန်းတယ်ဒီလိုလူမျိုးနဲ့တဝိုင်းနဲ့မစားကြကြဘူးရှောင်နိုင်တဲ့ရွေးရှောင်ကြတယ်အဲ့ဒီလိုမေရောဖေရောကစားတော့တဲ့နေရာမှာဆုံးပါပါတယ်မခင်မီလဲတာဦးမောင်ကျော်ဆန်းမစုပ်ခင်4-5လလောက်ကတည်းကသူ့ဒိတ်ထန်တိုင်းငွေ3000စုမိလို့အဲ့ဒီကလေးကကိုသိန်းနဲ့တူထမင်းစားနေတယ်သားကလေးမောင်မြင့်ဆွေကိုလည်းကိုနှစ်သားကစပြီးအဖေနဲ့အမေနဲ့အတူတူထမင်းစားဖို့ခွင့်ပြုထားတယ်သားလိမ်မကလေးမောင်မြင့်ဆွေကလည်းစားတဲ့တောက်တဲ့နေရာမှာအမေအဖေတင်ထားတဲ့အတိုင်းတသွေမတိန်မှားရမရှိရဘူးဝေစားဝဲတဲ့နေရာမှာလည်းဒီဖေးဒီမေဟာသူတို့သားကလေးကိုမင်းကြိုက်သလိုဝေဆိုပြီးပြမထားဘူးလုံကြီးချင်းမြန်းစီဖုံးနေရင်မိမရှာနဲ့တူတယ်လို့သူတို့ကပြောတယ်လှုပ်ချမ်းလှုပ်ရှားမရှိပဲခတ်တူတူကြီးဝတ်ထားပြန်ရင်လည်းဆောင်ကြွားကြီးဖြစ်နေပြီးမြင်ရသူမျက်စိထဲမှာမျက်စိစပွဲမှွေးဆူသလိုဖြစ်နေတယ်အဲဒါကြောင့်ခြေမျက်စိပေါ်ကိုလက်နှလုံးလောက်အထိလုံကြီးစားကိုချဝေရတယ်လုံကြီးဝတ်တဲ့နေရာမှာလည်းရှေ့မှာဟာပြဲကြီးဖြစ်နေအောင်လမ်းမဖက်နဲ့ဆွဲချီပြီးဝတ်တာကိုလည်းသူတို့မကြိုက်ဘူးရန်ကုန်ကကပိုက်တိုင်တွေနဲ့တူတယ်လို့ကိုသိန်းကပြောတယ်ယောက်ျားလုံကြီးဝတ်တဲ့အခါယောက်ျားတစားကိုဖုံးနေအောင်ကပုံစရှိရမယ်လို့သူတို့ရဲ့ဆရာများစီကသူတို့ကြားဘူးတယ်ဒါကိုသူတို့ကြိုက်တယ်ဒါကြောင့်သူတို့သားကလေးမောင်မြင့်ဆွေဟာလုံကြီးဝတ်တဲ့အခါဘုန်းကြီးများတင်မိုင်ဝတ်တယ်လို့လုံကြီးကို3ချိန်လောက်ခောက်ကပုံစကြနာနာချပြီးဝေးရတယ်လုံကြီးကိုလူတွေရှေ့မှာခဏဖြန့်ပြီးဝတ်တာလဲသူတို့ကမကြိုက်ဘူးဒါကြောင့်လုံကြီးဝတ်ပြီးရင်သားကလေးဟာအမြဲခပတ်ဖတ်ထားရတယ်အပေါ်အကြီးဝေးရတဲ့အခါအပေါ်အကြီးကျက်သီးတွေအားလုံးတတ်ထားရတယ်သပင်တွေတိတ်ရှိနေတာစုပ်ဖွားကြီးဖြစ်နေတာတွေကချက်တရေမရှိဘူးလို့သူတို့ကယူဆတယ်အဲဒါကြောင့်သားကလေးမောင်မြင့်ဆွေဟာရက်20ကိုသပင်တစ်ခါညှက်ရတယ်
နေ့စဉ်မနက်တိုင်းရေချိုးပြီးရင်သပင်ကိုတသက်ရက်ဖြစ်နေအောင်ဖိထားရတယ်ကိုယ့်ရဲ့တန်ရှင်းမှလည်းမလစ်ဟင်းရဘူးသူတို့ပါကြတာပဲလက်သေးခြေသေးကိုရှည်မထားဘူးမိလို့သူကအဲ့ဒါကိုပဲလုံကြီးတစ်ခုလို့သဘောထားပြီးသူသားကလေးကိုသတိပေးနေတယ်သွားနဲ့ပတ်သက်လို့လဲသူ့ဖေရဲ့ဩဝါဒအရာမနက်ဖက်ရေမချိုးခင်မောင်မြင့်ဆွေဟာသူ့အတွင်းအပြင်တဖုံးတွေကိုရှေးဥစွာလက်နဲ့ဖိပေးရတယ်ဒီလိုလုပ်ပေးတာဟာတဖုံးတွေလဲမာလာတဲ့အတွက်တဖုံးယောဂမဖြစ်နိုင်ဘူးသွားတွေစီကိုလည်းသွေးကောင်းကောင်းရောက်နိုင်တဲ့အတွက်သွားတွေပိုပြီးခိုင်မာတယ်လို့သူ့ဖေကပြောတယ်မနက်ထမင်းစားပြီးကြောင်းမသွားခင်တပုတ်တန်နဲ့တစ်ချိန်သွားတိုက်ရတယ်ညနေပဲကြပြန်တော့လဲရေမချိုးခင်မနက်တုန်းကလိုပဲတစ်ချိန်ထပ်ပြီးတဖုံးတွေကိုလက်နဲ့ဖိပေးရတယ်ညအိယာမဝင်ခင်တပုတ်တန်နဲ့တစ်ချိန်တိုက်ပေးရတယ်တပုတ်တန်နဲ့တိုက်တဲ့အခါသွားကိုအလျားမတိုက်ရဘူးအပေါ်အောက်မြင့်ချီနှိမ့်ချီတိုက်ပေးရတယ်သူ့ဖေရဲ့ဩဝါဒအရာအဲ့ဒီလိုမနက်တစ်ချိန်ညတစ်ချိန်တပုတ်တန်နဲ့သွားတိုက်ပြီးတိုင်းစားကိုမကြီးစီလောက်ပါဇက်တဲ့ထဲပြီး2မိနစ်လောက်ငုံထားရတယ်လူတယောက်ရဲ့ကျန်းမာရေးအတွက်သွားဟာအင်မတန်ရေးကြီးတဲ့စိတ်ပိုင်းဖြစ်နေတာကြောင့်သူတို့မှားထားတဲ့အတိုင်းလုပ်ဖို့အဖေနဲ့မိဟာသားမောင်မြင့်ဆွေကိုခဏသတိပေးတယ်သားလိမ္မာလေးကလည်းမိဘတွေမှားထားတဲ့အတိုင်းအတိအကျဆောင်ရွက်ရှာပါတယ်ပါဇက်ကိုစင်စင်ကြဲကြဲထားဖို့ကိုလည်းအဖေနဲ့မိနှစ်ယောက်စလုံးကတိတ်ပြီးယူဆိုင်တယ်ပါဇက်မစင်ကြဲရင်ကိုမှာယောဂရတဲ့ယုံမကသေးသွားချစ်ရရှိတဲ့သူဇက်နန်တဲ့သူစကားပြောရင်တွေဟိုစင်ဒီစင်ဖြစ်အောင်ပြောတတ်တဲ့သူတွေကိုလူတွေကအင်မတန်ယွန်းနေဖြစ်နိုင်ရင်အဲ့ဒီလူတွေနဲ့စကားပြောရမှာကိုရှောင်ကြတယ်မလွဲတာလို့ပြောရရင်ခဝေးကပြောတတ်တယ်အဲ့ဒီလိုလူတစ်ဖက်သားအယွန်ခံရတဲ့ဘဝမျိုးကိုမရအောင်ကိုတန်ရှင်းမှုကိုဂရုစိုက်ရမယ်လို့အမေနဲ့အဖေကထပ်ခါတလဲလဲသတိပေးတယ်နောက်ဖေးသွားပြီးရင်လက်ကိုဆက်ပြားနဲ့စင်အောင်ဆေးရတယ်ဒီလိုဆေးဖို့အတွက်ရေနဲ့ရေခွက်နဲ့ဆက်ပြားနဲ့တတ်ထားတယ်ဝေစားကြပြန်တော့လဲပိုးတကလတ်အစရှိတဲ့အဖိုးတန်တွေများဝယ်မပေးဘူးဒုက္ခနဲ့သူဝတ်ဖို့နည်းနည်းပဲဝယ်ပေးတယ်ချီလုံးကြီးချင်းတွေကိုသာများဝယ်ပေးပြီးဂျေးမတင်ရအောင်ချွေးစော်မနှံအောင်မောင်မြင့်ဆွေကိုယ်တိုင်မှန်လျှော်ရတယ်အိမ်ကအပြင်ကိုထွက်ခါနီးတိုင်းမျက်စိတွေကမျက်ခြေတွေကိုတေးသေးချာချာပုတ်တိုက်ပြီးမှထွက်ရတယ်အဲ့ဒီထဲမှာမိဘနှစ်ပါးစလုံးအများဆုံးပြည့်ညတ်တာကတော့အခြားတော့မဟုတ်ဘူးတရွေးထွေးတာပဲဖေလို့သူကကိုထွေးတဲ့တရွေးထဲမှာမကောင်းတဲ့ဘိုးပါရင်ခြားလူတွေကိုကူးမယ်လို့ပြောတယ်အမေလှုပ်တဲ့လူကတရွေးကိုလူတိုင်းယွန်းတယ်အဲဒီတော့တရွေးကိုဟိုထွေးဒီထွေးတဲ့အတွက်တစ်ဖက်သားကိုအများကြီးစိတ်မချမ်းမသာဖြစ်စေတယ်လို့ပြောတယ်ကိုတရွေးကိုဟာကိုမျိုးချနိုင်အောင်ကျင့်မျိုးမချနိုင်တာမျိုးကြတော့ထွေးကန်ရှိရင်ထွေးကန်နဲ့ထွေးထက်ထွေးကန်နေမရှိရင်လဲလူတွေမမြင်ရမယ့်နေရာလူတွေတဲ့လွတ်ကင်းတဲ့နေရာမှာထွေးလို့သူ့အမေကခဏမှာပါတယ်ကျမ်းမာရေးကြပြန်တော့သူ့အမေကဘာမှဝင်မပြောပါဘူးသူ့အဖေကအစားအသောက်ကိုချိန်မှန်စားဖို့ပြောတယ်စားတဲ့အခါညံ့ဝါစားဖို့ပြောတယ်မနေ့ရထားတစ်ချိန်ညနေမချိုးခင်တစ်ချိန်ကိုလက်လှုပ်ရှားကစားခိုင်းတယ်ဒါကတော့မလုံးမနေရဘူးရှင်တော်မဖျားတောင်ကျမကြီးအတွက်စင်ကြံလျှောက်ရင်းကိုလက်လှုပ်ရှားမှုကိုလုပ်ပေးရသေးတယ်လို့ကိုလက်လှုပ်ရှားမှုရဲ့ရေးကြီးပုံကိုသားကလေးကိုပြောပြတယ်ည9နာရီမှချိန်မှန်အိပ်ရမယ်မနက်9နာရီမှချိန်မှန်ထားရတယ်မနေ့အိပ်ရကထားတဲ့အခါဓာတ်မှန်သွားအောင်ကျင့်လုပ်ခိုင်းထားတယ်ကော်ဖီလက်ဖေးရည်ကိုအလင်းမတောက်ပါဘူးအသက်16နှစ်ကျော်မှတောက်ရတယ်ပြေးတစားမကိုအထူးရှောင်ရမယ်သူတို့ကိုမြင်ရင်နှမတွေအမတွေလို့သဘောထားပြီးသူတို့ရဲ့ဘဝဆိုးကိုတနာရမယ်သူတို့နဲ့သွားလာလွန်ကျူးမိရင်ကနိုရီးယားနဲ့စစ်ဖလစ်ယောဂါဆိုးတွေကူးတတ်တယ်ဒီယောဂါဆိုးတွေကူးရင်မောင်မြင့်ဆွေသာဒုက္ခဖြစ်မှာမဟုတ်ဘူးသားစဉ်မြေးဆက်ဒုက္ခဖြစ်နိုင်တယ်ဒီယောဂါရှိတဲ့အဖေနဲ့အမေကရလာတဲ့ကလေးဟာမွေးစားမှာတည်နိုင်တဲ့အကန်းကလေးတွေနူကလေးတွေဖြစ်နိုင်တယ်ရှူနာရှိုက်ကုန်းတွေလူစင်မမီတာတွေဖြစ်နိုင်တယ်အဲဒါကြောင့်ပြည်စာမတွေနဲ့သွာလာလွန်ကျူးတာဟာအင်မတန်ဆိုးတဲ့အကျင့်ဖြစ်တယ်သူကိုယ်တိုင်အိမ်အောင်ကြတဲ့နေ့အထိကောင်းတဲ့မိန်းမနဲ့ရောမကောင်းတဲ့မိန်းမနဲ့ရောဘယ်မိန်းမနဲ့မှမသွာလာဘူးလို့အဖေလှုပ်သူကသူ့ကိုယ်သူစံနမူထားပြီးမကြာခဏပြောလေးရှိတယ်အကျင့်စာအိဒါနဲ့ပတ်သက်ရင်သူ့အမေကပြောတာများတယ်ဒူးစရိုက်10ပါးကိုရှောင်ဖို့သူစရိုက်10ပါးကိုကျင့်ဖို့သူ့အမေကခဏပြောတယ်ဒူးစရိုက်10ပါးတဲ့ကဆိုရင်လဲလိန်ပြောတာကိုရှောင်ကျင်ဖို့အမေဟာသားကိုခဏသတိပေးတယ်ကိုကျင်တရားနဲ့အတော်အတန်ပြည့်စုံတဲ့လူတရားဟာသူ့အသက်သက်တာသူ့ဥစ္စာခိုးတာသူမယားကျူးလွန်တာ
ရက်တောက်တာလောင်းတန်းကစားတာတွေဆိုရင်ကြီးတဲ့ကံတွေအနေနဲ့မပြင်းမှားမိအောင်အထူးရှောင်ကျင်ပါပဲဒါပေမဲ့လိန်ပြောတာကြတော့နည်းနည်းပါးပါးပြောတာပဲကိစ္စမရှိဘူးလို့ယူဆပြီးလိန်ပြောတဲ့ကံကိုခဏခဏကျူးလွန်မိတယ်ကြာတော့အကျဉ်းကြီးတစ်ခုဖြစ်လာပြီးလိန်ပြောဖို့အတွက်မခဲရင်တော့ဘူးလိန်ပြောတယ်ဆိုတာလဲသေးတဲ့ကံတော့မဟုတ်ဘူးသူလည်းတခြားကံတွေလိုကြီးတာပဲလိန်ပြောတဲ့ကံဟာဘလောက်ကြီးလဲဆိုတာကိုမြတ်စွာဘုရားကစိန်ဓမာနဝိကာဝတ္ထုမှာဒီလိုအထင်ရှားဟောတာမူတယ်သစ္စာတရားတစ်ခုကိုလွန်ပြီးမှုသားစကားကိုစိုးလေးရှိတဲ့နောက်ဘဝအတွက်စဉ်းစားခြင်းအလင်းမရှိတဲ့လူတယောက်မှာသူမကျူးလွန်ရတဲ့အကုသိုလ်ကံဆိုတာမရှိတော့ဘူးအဲ့ဒီလိုဟောတော်မူတယ်အဲ့ဒီတော့လူကလေးလိန်ပြောတာဟာနည်းနည်းပါးပါးဆိုရင်ရေးမကြည့်ဘူးဆိုပေမဲ့လိန်တော့မပြောလိုက်နဲ့လိန်ပြောတာဟာနည်းနည်းလိန်များလိန်ကြီးတဲ့ကံကြီးတစ်ခုပဲလူအမေကသားကိုခဏခဏစုံးမလေးရှိတယ်နောက်ပြီးတော့တအုပ်နဲ့တအုပ်ကွဲအောင်ရန်ဖြစ်အောင်ဂုံးတိုက်ပေးတာကိုလည်းထူးရှောင်ဖို့အမေကသားကိုခဏခဏသတိပေးတယ်ကျန်းကန်ရခေါင်းတိုက်သူသိရင်ပိတ်တာဖြစ်တယ်ဖျားလက်ထက်တော်တုန်းကတနေသောအခါရှင်မောက်ကလန်မထေဟာရှင်လက္ခဏမထေနဲ့အတူကိစ္စကူတာတောင်ပေါ်ကဆင်းလာတဲ့အခါတနေရာမှာပြုံးတော်မူတယ်ရှင်လက္ခဏကဘာဖြစ်လို့ပြုံးတာလဲလို့မေးပါတယ်အဲ့ဒီခါရှင်မောက်ကလန်ကအဲ့ဒီမေကွန်းကိုဖျားရှေ့တော်ရောက်တဲ့အခါမှပဲမေးပါလို့ဖြေတော်မူတယ်ဖျားရှေ့ရောက်တဲ့အခါရှင်လက္ခဏကမေးတဲ့အတွက်ပြုံးတာတခြားကြောင့်မဟုတ်ပါဘူးကိုကတော့လူရဲ့ကိုအတိုင်းရှည်တိုင်းသုံးကဝတ်လောက်တော့ရှိတယ်ခေါင်းကတော့ဝက်ကောင်းအမိကအနောက်မှာပေါက်ရမယ့်အစားပါဇက်ထဲကပေါက်ထွက်နေတယ်ပါဇက်ထဲကပိုးလောက်တွေယိုစီးပြီးကျနေတယ်အဲ့ဒီဗိဒ္ဓကြီးကိုမြင်ရတဲ့အတွက်ပြုံးတယ်လို့ဖြေတယ်အဲ့ဒီခါမြတ်စွာဘုရားကငါဘုရားဟာဘုရားဆက်ဖြစ်တဲ့ကအဲ့ဒီဗိဒ္ဓကိုမြင်ရတယ်အရင်တုန်းကဒီဗိဒ္ဓအကြောင်းကိုငါဟောရင်ပုထုဇဉ်ပုဂ္ဂိုလ်တချို့ဟာယုံမှာမဟုတ်ဘူးမယုံရင်သူတို့မှာအပြစ်ဖြစ်မယ်အဲဒီလိုဖြစ်မှာကိုတနာငိမ့်ညာပြီးဒီပိဋကအကြောင်းငါမဟောခဲ့ဘူးခုတော့မောက်ကလန်ကိုတတ်သိရပြီငါဟောမယ်မောက်ကလန်ဟာဝက်ပိဋကကိုမြင်ခဲ့တာအမှန်ပဲလို့မိန့်တော်မူတယ်ယဟန်များကဒီပိဋကရဲ့တိတ်ကြောင်းကိုဟောတော်မူပါဖေဟာလို့လျှောက်ထားတဲ့အတွက်မြတ်စွာဘုရားကဟောကြားတော်မူပါတယ်ကသမမြတ်စွာဘုရားလက်ထက်တော်တုန်းကရွာမှာဝါတော်60ရှိတဲ့မထေကြီးနဲ့ဝါတော်59ဝါရှိတဲ့ထေတို့ဟာအတူတူနေကြတယ်မထေငယ်ကမထေကြီးကိုရိုးသေးသေးလှုပ်ကြွေးတယ်တအုပ်နဲ့တအုပ်လဲညီအကိုလိုအင်မတန်ချစ်ကြတယ်မကြခင်မှာသူတို့ရဲ့အကြောင်းကိုဓမ္မဂတိကဆိုတဲ့ယဟန်တစ်ပါးရောက်လာတယ်တရားဟောကောင်းတာနဲ့မထေနှစ်ပါးကလည်းသူ့ကိုခင်ကြတယ်မထေကြီးတွေကိုအကြောင်းပြုပြီးမထေကြီးတွေရဲ့တက္ကမတွေကလည်းဓမ္မဂတိကကိုခင်မင်လာတယ်အဲ့ဒီခါမထေကြီးနှစ်ပါးစလုံးကကျောင်းကထွက်သွားအောင်လုပ်ပြီးဒီကျောင်းကိုသူတယောက်တည်းအပိုင်စီးခြင်းနဲ့မကောင်းတဲ့စိတ်တွေဓမ္မဂတိကမှာပေါ်လာတယ်အဲ့ဒါကြောင့်ဓမ္မဂတိကဟာမထေကြီးစီကိုသွားပြီးတပည့်တော်ရေးကြီးတဲ့စကားတခွန်းလျှောက်ထားခြင်းပါတယ်လို့ပြောတယ်မထေကြီးကခွင့်ပြုတဲ့အခါလျှောက်ထားမယ့်စကားဟာဝင်လွှဲလှပါတယ်ဗျာမလျှောက်ထားတော့ပါဘူးလို့ပြောပြီးထားသွားတယ်မထေငယ်စီကိုလည်းဒီတိုင်းသွားလုပ်တယ်သုံးလေးချိန်ကြာတော့မထေကြီးကပြောမယ်ဆိုတာပြောဖို့ဓမ္မဂတိကကိုအတင်းတိုက်တွန်းတယ်အဲ့ဒီကကြာတော့မှအရှင်ဘုရားရှောက်ရမယ့်စကားတော့ဝင်လှေးလာပါတယ်ဘုရားဒါပေမဲ့မရှောက်မဖြစ်တဲ့အတွက်တပည့်တော်ရှောက်ရပါတော့မယ်အရှင်ဘုရားနဲ့မထေငယ်ဟာစွန်းတူတူစားပါသလားလို့ဓမ္မဂတိကမေးတယ်ငါတို့ဟာညီကိုလိုပါပဲငါရသမျှလည်းသူပိုင်တာပဲသူရသမျှလည်းငါပိုင်တာပဲလို့မဟေကြီးကမိန့်ရှိတယ်အဲ့ဒီခါဓမ္မဂတိကဒီလိုဆိုရင်တော့ဝမ်းသာပါတယ်ဗျာဒါပေမဲ့မထေငယ်ကတော့တပည့်တော်ရောက်စကလေးကတပည့်တော်စီလာပြီးအသင်ဓမ္မဂတိကသင်ဟာရကန်းကောင်းဖြစ်တယ်အဲ့ဒီတော့မထေကြီးကိုရှက်တက်တဲ့လေစီပုဂ္ဂိုလ်သီလချစ်တဲ့ပုဂ္ဂိုလ်အနေနဲ့အသင်ဟာပေါင်းသင်ဆက်ဆံမယ်ဆိုရင်မပေါင်းသင်ခင်တေးသေးချာစူးစမ်းဆင်ခြင်ပါလို့သတိပေးပါတယ်လို့ရှောက်ထားပါတယ်အဲ့ဒီခါမထေကြီးဟာမထေငယ်ကိုတိတ်ပြီးတော့စိတ်ဆိုးသွားတယ်ဓမ္မဂတိကဟာမထေငယ်ကိုလည်းဒီတိုင်းသွားပြီးဂုံးတိုက်ပြီးတဲ့အတွက်မထေငယ်ကလည်းမထေကြီးကိုတိတ်စိတ်ဆိုးတယ်အဲလိုစိတ်ဆိုးပြီးဓမ္မဂတိကအကွက်ဆင်ထားတဲ့အတိုင်းအင်မတန်ချစ်ခင်လာတဲ့မထေနှစ်ပါးစလုံးဟာကျောင်းပေါ်ကဆင်းသွားကြတယ်အဲ့ဒီအဖြစ်ကြောင့်ဓမ္မဂတိကဒေလွန်တဲ့အခါအနှစ်2000ပတ်လုံးယဟန်ဖြစ်နေအားထုတ်ထားတဲ့ကုသိုလ်တွေဟာ
သူ့ကိုမကယ်နိုင်ပါဘူးဝီစီကိုကြာရတယ်ဝီစီကလွတ်တဲ့အခါအာတုကုသိုလ်ကံကြွေးကြောင့်ဒီဝတ်ပိတ်တာဖြစ်လာပြန်တယ်လို့မြတ်စွာဘုရားကဟောတော်မူတယ်ဂုံတိုက်ပိတာဟာတချို့လူမိုက်တွေကတော့သူတို့ကိုသူတို့ဟုတ်လာပြီးထင်တယ်ကွဲသွားရင်ငါလှုပ်လိုက်တာကွာလို့လက်မထောင်ကြတယ်တည်တဲ့အခါဒီပြစ်ကြောင့်ဝီစီမှာမရှုမလှခံရမှာတော့ဒီလူမိုက်တွေမမြင်ကြဘူးငါသားဟာဒီပြစ်ကိုကြောက်ပြီးဂုံတိုက်ပြီးတာကိုလည်းလိန်ပြောတာလိုပဲအထူးရှောင်ကျင်ပါခွဲကြမ်းတမ်းတဲ့စကားအကျိုးမရှိတိမ်ဖြင်းတဲ့စကားတွေကိုလည်းမပြောမိအောင်အထူးဆင်ခြင်ဖို့အမေကသားကိုတတိခဏခဏပေးတယ်သူကိုယ်တိုင်အိမ်မှာသားဖနှစ်ယောက်စလုံးနဲ့တောင်တရားဟောစရာရှိမှဟောတယ်ရေးကြီးတဲ့စကားကျိုးရှိမဲ့စကားကိုပြောစရာရှိမှပြောတယ်ဒါတွေကလွဲရင်ဘာမှမပြောဘဲစိတ်နေတာဟာသူ့ငကိုစကားနေတာကြောင့်မဟုတ်ပါဘူးစကားများများပြောမိရင်မမှန်တဲ့စကားတွေဂုံတိုက်တဲ့စကားတွေချမ်းတမ်းတဲ့စကားတွေတိမ်ပြင်းတဲ့စကားတွေတတိလစ်ပြီးပြောမှဆိုလို့ပဲလို့မခင်မီကသူ့သားကိုပြောတယ်သူ့အဖေကတော့လူကလေးသူ့ထွက်သားပျက်စီးပြီးမှကိုကောင်းစားဖို့ဆိုတာမျိုးမင်းဟာတစ်သက်လုံးဘာလည်းမပြောနဲ့လှုပ်လည်းမလှုပ်နဲ့စိတ်လည်းမကူးနဲ့အများအကောင်းကျိုးအတွက်ဆိုရင်ကိုကအနစ်နာခံရမယ်အဲ့ဒီနေရာမှာမြတ်စွာဘုရားကမင်းရဲ့စံမနူနာဖြစ်ပါစေတရဝါတွေအဖန်ဖန်ပရိသေနေရတဲ့ဘေးနာရတဲ့ဘေးအိုရတဲ့ဘေးတေးရတဲ့ဘေးချစ်ခင်ရသူတွေနဲ့ကိုယ်ကွင်းရတဲ့ဘေးမချစ်မနှစ်သက်တဲ့သူတွေနဲ့ပေါင်းသိရတဲ့ဘေးအပေလေးပုံကြတဲ့ဘေးတွေကလွတ်အောင်ဆိုတဲ့မဟာကရုဏာတော်ကြီးနဲ့မြတ်စွာဘုရားဟာလေးတင်ချိန်နဲ့ကဘာသိမ့်ပတ်လုံးစည်းစိမ်တွေထီးနှံတွေစွန့်သာသမီမယားတွေစွန့်ကလေးငါအသက်တွေစွန့်ပြီးပါရမီဖြည့်ခဲ့တယ်အဲ့ဒီလိုပါရမီဖြည့်တော်မူခဲ့တဲ့မြတ်စွာဘုရားဟာလူကလေးရဲ့စံနမူနာကြီးတဆူဖြစ်ပါစေလို့လည်းခဏခဏအဖေလို့သူကပြောပါတယ်နောက်တမလွန်ဘဝနဲ့ပတ်သက်လို့လည်းသူ့အမေကပဲပြောများတယ်သူ့ဖေကတော့မခင်မီနဲ့သူနဲ့အိမ်အောင်စကြကလေးကသူ့ကိုမခင်မီဟောခဲ့တဲ့တရားတွေပြန်ဟောတယ်နောက်ပြီးတော့အဖေနဲ့အမေတိုင်ပင်ပြီးသားကလေးကိုမနက်9 နာရီထားခိုင်းတယ်နောက်ဖေးသွားမျက်နှာသက်ဖျားရှိခိုး9 ပါးသီလယူဖျားတရားတန်ခါဂုဏ်တော်တွေကိုပွားများအရက်10 မျက်နှာမေတ္တာပို့အမြတမ်းဝေရတယ်အဲ့ဒါအလုံးကိုတနားရီလောက်ကြာအောင်မောင်မြင့်ဆွေကအားထုတ်ရတယ်6 နာရီခွဲမှာကိုလဲလှုပ်ရှားနောက်ဖေးသွားရေချိုးပြီးထမင်းရည်နဲ့စားနဲ့ပူပူကလေးတောက်အဲ့ဒါပြီးတော့စာကြည့်စရာရှိရင်ကြည့်အိမ်အတွက်ပေးလိုက်တဲ့သင်ခန်းစာတွေလုပ်ဆရာရှိရာလုပ်ရတယ်နောက်မနက်8 နာရီမှာမိသားစုမနက်စာစားကြတယ်မနက်စာစားပြီးကိုသိန်းကအလုပ်သွားတယ်မောင်မြင့်ဆွေကကြောင်းသွားညနေကျောင်းကပြန်လာရင်ကိုလက်လှုပ်ရှားကစားရေမိုးချိုးပြီးညစာစားည8 နာရီထိစာကြည့်ရတယ်8 နာရီကြာတဲ့အခါဖေနဲ့မေကလော်ကီလောကုတ်ထရာနဲ့ပတ်သက်ပြီးပြောပြတယ်ပြောပြတာတွေကိုမောင်မြင့်ဆွေကနားထောင်ရတယ်တခါသူ့ကိုဓာတ်ရိုက်ဟောတာရှိတယ်တခါမခင်မေကကိုသိန်းကိုဓာတ်ရိုက်ဟောတာရှိတယ်အဖေကဟောတဲ့အပြင်မခင်မေဟောသမျှရေးထားတဲ့မှတ်စုတွေကိုရိုးသေးခိုင်ဆိုပြီးတော့သားကိုဖတ်ဖို့ပေးတယ်တရားပွဲတိုင်းမှာမေကစီကန်းတစ်ခုလှုပ်ထားတာရှိတယ်တရားပွဲကိုနုနယ်ရုပ်စင်းပြုံမြင့်ခြင်းကအိုခြင်းနောက်ဆုံးရှိကြ၏အစရှိတဲ့တန်ဝင်ကလင်္ကာလေးကိုမိသားစုခတ်တိုးဖြိုင်းတူရွှေ့ရတယ်အမေလုံးသူကသားကလေးကိုမကြာခဏဟောလေးရှိတာကတော့ဓမ္မပတဗန္နာနာဂါရဝတ္ထုတွေကဒီကာရာလေး2 ပုဒ်ပဲဖြစ်တယ်နာတန်ဒုဋ္ဌံပပနာမာဟုတိယယရာတယံဓာရုဇဖုစင်တာရတ္တရတ္တာမဏိကုတံလေတုပုတေတုဓာရေတုစယောအပ္ပါခဧတံဓတံဗဒနာမဟုတိယဩဟာရိနံတိဋ္ဌိပံဒုပုမှုထံဧတေမိစေတဝါနပရိပိဇန္တိအနုပခိမေကာမတုခံပဟာရာတန်ဖြင့်လှုပ်သောတန်ချေခြင်းစသောအနှောင်ဖွဲ့ယထာဖြင့်လှုပ်သောထိတ်တုံးစသောအနှောင်ဖွဲ့မျက်လျှော်တို့ဖြင့်လှုပ်သောကြိုစသောအနှောင်ဖွဲ့မျိုးမျိုးကိုခိုင်မြဲသောအနှောင်ဖွဲ့ဟုပညာရှိတို့ကမဆိုကြကုန်ဗရမများနှောင်းစသောရနောင်း၌၎င်းသာသမီမယားတို့၌၎င်းအလွန်တတ်နှစ်သက်သောငဲကွက်မှုတဏှာအနှောင်ဖွဲ့မျိုးကိုသာအပေလေးပါးဒီဟုသောယုံနှိမ်ရာသို့ဆောင်တတ်သဖြင့်ဖွဲ့မှန်းမသိဖွဲ့သဖြင့်ရော်ရဲဟန်ရှိတော်လဲလွတ်မြောက်နိုင်ရန်ခဲရင်သောဤတဏှာဒီဟုသောအနှောင်ဖွဲ့ကိုယုံဖြက်၍မငဲကွက်ဖဲကာမချမ်းသာကိုစွန့်လွတ်လျက်
တောထွက်ကြကုန်၏ဒီပါဠိနဲ့အနက်နှစ်ခုစလုံးကိုကိုသိန်းရောသားမောင်မြင့်ဆွေရောနှစ်ယောက်စလုံးအလွတ်ကျက်ရတယ်အဲဒီဂါထာကိုအဓိပ္ပာယ်ပေါ်အောင်မေလုသူကတရကမျိုးမျိုးထုတ်ပြလေးရှိတယ်မခင်မီဟောလေးရှိတဲ့တရကတစ်ခုကတော့ရထပါဠသရိုးသားပဲဖြစ်တယ်ရထပါဠလူလင်ကြောင်းကတော့ဒီလိုရှိပါတယ်အခါတစ်ပါးမြတ်စွာဘုရားဟာယဟန်သံဃာတွေနဲ့အတူကိုရုတိုင်းမှာဒေသစာကြီးလှည့်လည်တော်မူတဲ့အခါထုလကောတိကနိဂုံကိုရောက်တော်မူတယ်နိဂုံသူနိဂုံသားတွေဟာမြတ်စွာဘုရားကိုဖူးမြော်ရအောင်လာကြတယ်အဲဒီထဲမှာတထေသာရထပါဠလူလင်လည်းပါလာတယ်မြတ်စွာဘုရားကနိဂုံသူနိဂုံသားတွေကိုတရားဟောပြီးတဲ့အခါရထပါဠလူလင်ကငါဟာမြတ်စွာဘုရားရဲ့တရားကိုထိုက်တိအားလျော်စွာသိရပြီဒီမြတ်တဲ့အကျင့်ကိုလူပေါင်းမှနေပြီးကြာကြာနာနာကျင့်မှုဆိုတာမလွယ်ဘူးအဲဒီတော့ငါယဟန်ပြုရရင်ကောင်းလိမ့်မယ်လို့စိတ်ကူးမိတယ်နိဂုံသူနိဂုံသားတွေပြန်တဲ့အခါရထပါဠသရိုးသားဟာမြတ်စွာဘုရားအနီးကိုချင်းကပ်ပြီးရဟန်းဖြစ်ကိုပေးသနာတော်မူပါလို့ရှိခိုးဥခိုက်လျှောက်ထားတော်မူတယ်မိဘတွေစီကအခွင့်ရတဲ့အခါယဟန်ပြုပေးမယ်လို့မြတ်စွာဘုရားကမိန့်တော်မူတယ်ရထပါဠသရိုးသားဟာမိဘတွေစီမှာယဟန်ပြုဖို့ခွင့်တောင်းတဲ့အခါတဝရီတော်သားဖြစ်နေတဲ့အတွက်မိဘတွေကခွင့်မပေးဘူးရထပါဠလူလင်လည်း၃ချိန်တိုင်အောင်ခွင့်တောင်းတယ်မရတဲ့အခါတေခြင်းတေပစေယဟန်ပြုဖို့ခွင့်ရမှာထမယ်ဆိုတဲ့ဒိဋ္ဌံနဲ့အခင်းတွေပါတယ်ဘာမှမရှိတဲ့မြေကြီးပေါ်မှာလှဲအိမ်နေတယ်ထမင်းကြွရလည်းမစားဘူးတခြားဘာမှလည်းမစားဘူးအစာငတ်ခံနေတယ်အဲဒီအခါမိဘတွေကသူတို့သားနီးလာပြီးလူကလေးမင်းဟာတဝရီတော်သားဖြစ်တဲ့အတိုင်းမိဘတွေကအင်မတန်လိုလိုက်ပြီးချမ်းချမ်းသာသာနဲ့ကြီးပြင်းအောင်မွေးလာခဲ့တယ်မင်းဟာစင်းရဲဆိုတာဘာမှမသိဘူးမင်းနဲ့တို့ရဲ့တေလို့ခွဲရတာတော့မှမတတ်နိုင်လို့ခွဲရမှာအသက်ရှင်နေတော့လူကလေးကိုတို့နဲ့ခွဲပြီးယဟန်မောင်ကိုသွင်းလိုက်ရမယ်ဆိုတာတို့အတွက်တကယ်လို့ဖို့မပြောနဲ့စဉ်းစားလို့တော့မရနိုင်ပါဘူးကွယ်အဲ့ဒီတော့လူကလေးထပါစားတော့တွေလည်းဝဝလင်လင်ကောက်ကောက်မွန်မွန်စားပါလူစည်းစိမ်လူကာမဂုဏ်တွေခံစားပြီးပျော်ပျော်ပါပါနေရင်ကောင်းမှုတွေကိုလည်းတတ်နိုင်သလောက်တစ်ဖက်ကလုပ်တာပေါ့ယဟန်ပြုဖို့ဆိုတာတော့တို့ကတော့ခွင့်မပေးနိုင်ပါဘူးကွယ်မိဘတွေစိတ်မချမ်းသာတာကိုမလုပ်ချင်ပါနဲ့လူကလေးရဲ့လို့မျိုးမျိုးငိုပြီးပြောကြတယ်ပထပါဠလူလင်ကလည်းသူမိဘတွေကိုဘာမှပြန်မပြောဘူးယဟန်ပြုခွင့်ရမှထမယ်ဆိုတဲ့အဓိဋ္ဌာန်နဲ့အင်ကြီးပေါ်မှာလှဲမြဲလှဲနေတာပဲအဲဒီလိုသားနဲ့မိဘတွေဟာတစ်ဖက်နဲ့တစ်ဖက်တင်းမာနေကြတဲ့အခါရထပါဠရဲ့တငယ်ချင်းတွေကမိဘတွေစီသွားပြီးဦးနဲ့တော်တို့ရထပါဠကိုကြည်ရတာယဟန်ပြုခွင့်မရရင်တော့ထမှာမဟုတ်ဘူးထင်တယ်စားလဲစားမှာမဟုတ်ဘူးဒီတိုင်းဆိုရင်တည်သွားလိမ့်မယ်အဲဒီတော့ယဟန်ပြုခွင့်ပေးလိုက်ပါယဟန်ပြုခွင့်ပေးရင်ယဟန်ဖြစ်နေအသက်ရှင်နေတာကိုဥတို့တော်တို့တွေ့ရအောင်မယ်နောက်ပြီးတော့ယဟန်ပေါင်းမှာမပြောလို့လူထွက်လာရင်လည်းရထပါဠမှာတခြားပဲသွားစရာရှိတယ်ဥတို့တော်တို့စီပဲပြန်လာမှာပဲလို့တငယ်ချင်းတွေကဝင်ပြီးတော့ပြန်ဖြေတယ်အဲ့ဒီလိုပြန်ဖြေတာကိုမိဘတွေကသဘောတူပြီးသားကိုယဟန်ပြုခွင့်ပေးလိုက်တယ်ဒါပေမဲ့ရထပါဠကယဟန်ပြုပြီးရင်မိဘတွေကိုအတွေ့ခံမှမယ်ဆိုတဲ့ကတိတစ်ခုပေးရတယ်ရထပါဠလည်းမြတ်စွာဘုရားစီသွားပြီးမိဘတွေစီကယဟန်ပြုဝင်ရခဲ့တဲ့အကြောင်းရှောက်ထားပါတယ်မြတ်စွာဘုရားလည်းရထပါဠကိုယဟန်ပြုပြီးတော်မူလိုက်ပါတယ်နောက်တလခွဲကြာတဲ့အခါမြတ်စွာဘုရားဟာတာဝတိပြည်ကိုပြန်ကြွသွားပါတယ်အရှင်ရထပါဠလည်းမြတ်စွာဘုရားရဲ့နောက်တော်ကပါသွားတယ်တာဝတိပြည်ဇေတဝန်ကျောင်းကိုရောက်တဲ့အခါအရှင်ရထပါဠဟာမြတ်စွာဘုရားဟောတော်မူတဲ့အတိုင်းပြင်းပြင်းထန်ထန်အားထုတ်လိုက်တာမကြခင်ပဲယဟန္တာဖြစ်သွားတယ်အဲဒီလိုယဟန္တာဖြစ်ပြီးတဲ့အခါဂတိအတိုင်းမိဘတွေနဲ့တွေ့ခံဖို့မြတ်စွာဘုရားစီမှာခွင့်တောင်းပြီးရှင်ရထပါဠဟာသူမိဘတွေနေတဲ့ထုလကောတိကနိဂုံကိုကြွသွားပါတယ်ရောက်တဲ့အခါကောရဗျမင်းရဲ့မိခါစီဥယျာဉ်ထဲမှာတရင်သုံးနေတော်မူတယ်နောက်တနေ့ကျတော့ရှင်ရထပါဠဟာသူမိဘတွေရဲ့အိမ်ရှိမှာစွန့်ခံရအောင်ရက်တယ်ပေလုတ်သူကလည်းခလန်းလန်းမှာသပင်ဖီးခံနေတဲ့အတွက်အိမ်ရှိနေတဲ့မှာစွန့်ရက်နေတာတာမန်မသိဘူးတခြားယဟန်တစ်ပါးထင်ပြီးငါတို့ကြံချစ်တဲ့တဦးတည်းသောသားကိုယဟန်ပြုပေးတာဒီဦးပြီးယဟန်ရုပ်တွေပဲစွန့်မလောင်းကြနဲ့လို့ပြောလိုက်တယ်အဲ့ဒါနဲ့အရှင်ရထပါဠလည်းစွန့်မခံပဲကြွသွားတဲ့အခါသူ့ဖေရဲ့ကျွမတယောက်ကတညလွန်ပြီးသိုးနေတဲ့မူရောမုံတစ်ခုကိုလွန်ပြည့်မလို့ထွက်လာတာနဲ့တွေ့တယ်အဲဒီမုတ်သိုးကိုပဲအရှင်ရထပါဠကလောင်းခံပြီးသူ့မိဖတိုက်ရဲ့နေရန်တစ်ခုကိုမှီရင်းသုံးဆောင်နေတယ်
မုံလောင်းလိုက်တဲ့ကျွန်မကပြောတာနဲ့မိဘတွေတည်သွားပြီးသားကိုစွန့်စားဖိတ်ရအောင်လိုက်လာကြတယ်ရှင်ရထပါလာလည်းမုတ်တစ်ချက်ကိုစားပြီးနေတဲ့အတွက်စွန့်ဖိတ်တာကိုလက်မခံဘူးနောက်တနေ့ကျမှသူမိဘတွေဖိတ်ကြားတဲ့အတိုင်းစွန့်သွားစားတယ်ရှင်ရထပါလာရဲ့အဖေတထေးကြီးဟာရှင်ရထပါလာကိုစွန့်ကြွေးမဲ့နေရာမနီးမဝေးမှာရွှေတွေငွေတွေကိုပုံပြီးအဝတ်နဲ့ဖုံးထားတယ်ရှင်ရထပါလာကြွလာတဲ့အခါတထေးကြီးဟာရှင်ရထပါလာကိုဒီရွှေငွေပုံတွေကိုဖွင့်ပြပြီးတော့အဲ့ဒီရွှေပုံငွေပုံတွေကသင်မိဘတစ်ဖက်ခဲကပါလာပဲရှိသေးတယ်။ဖေဘက်ကပါလာတာဘိုးဝေးဘက်ကပါလာတာအများကြီးကြံသေးတယ်။ဒါကြောင့်လူကလေးလူထွက်ပါကောင်းကောင်းနေခံစားပြီးပျော်ပျော်ပါးပါးနေရင်ကောင်းမှုတွေလည်းတစ်ဖက်ကလောက်တာပေါ့သားရဲ့လို့တွေးဆောင်ပါတယ်။အဲ့ဒီခါရှင်ရထပါလာကတကားကြီးတကယ်လို့ငါကောက်နားထောင်မယ်ဆိုရင်ဒီငွေတွေကိုလှဲနဲ့တိုက်ပြီးငါမြင့်အလဲမှာပြချလိုက်တော့ဘာလို့လဲဆိုတော့ဒီငွေတွေကြောင့်တကားကြီးမှာပူဆွေးမှုငိုကြွေးမှုတွေကိုဆင်းရဲမှုတွေစိတ်ဆင်းရဲမှုတွေပြင်းစွာသောပင်ပန်းမှုတွေဖြစ်ရလိမ့်မယ်လို့ရှင်ရထပါလာကအမိန့်ရှိတယ်ရှင်ရထပါလာရဲ့လူဘဝကမယားဟောင်းတွေကလည်းရှင်ရထပါလာလူဘဝတုန်းကကြိုက်တဲ့အဝတ်အစားပရိနတောင်လက်ဝတ်လက်သားတွေကိုဝတ်ဒီကိုယ်လုံးကိုကြော့နေအောင်ဖီလိန်ချဲလှဲတရပြီးရှင်ရထပါလာကိုခြေဖက်ပြီးတော့ငိုကြတယ်သူတို့နှုတ်ကလည်းရှင်သားဟာနတ်သမီးတွေလိုချင်လို့ဒီကျင်ကောင်းကျင့်မြတ်ကြီးကိုကျင့်လိုက်တာခုလောက်ဆိုနတ်သမီးတွေရရောပေါ့နတ်သမီးရဲ့အရသာဟာဘလို့လဲဆိုတာပြောပြစမ်းမအောင်လို့ခနဲ့တဲ့တို့နဲ့ပြောကြတယ်အရှင်ရထပါလာကတော့နှမတို့ငါနတ်သမီးလိုချင်လို့မြတ်တဲ့အကျင့်ကိုကျင့်တာမဟုတ်ဘူးလို့ပြန်ပြောတယ်မယားဟောင်းတွေကသူတို့ကိုရှင်ရထပါလာကနှမတို့လို့ခေါ်လိုက်တဲ့အတွက်စိတ်ထဲမှာမချီတင်ငယ်တွေဖြစ်ပြီးအဲ့ဒီနေရာမှာပဲဘူးမေလဲကုန်တယ်အဲ့ဒီခါရှင်ရထပါလာကဒါယာကကြီးစွန့်ကပ်မယ်ဆိုရင်တော့ရွှေတွေငွေတွေမိမပြပြီးငါ့ကိုမငင်းဆဲပါနဲ့လို့ပြောတယ်တရေကြီးလဲစွန့်ကိုကိုယ်တိုင်ကတ်တယ်ရှင်ရထပါလာကစွန့်ဖုံးပြီးတဲ့အခါမတ်တက်ရက်ပြီးတော့ဒီကာရာကိုရွတ်လိုက်တယ်ရှူစမ်းလောအနာဝအပြည့်ဖြစ်နေတဲ့အယိုးတွေနဲ့ထူထောင်ထားတဲ့မမြဲသောကျင်နာခြင်းသဘောရှိနေတဲ့မြင်ရတဲ့တဘောဟာတွေကိုဖောက်ပြန်နိုင်တဲ့စမ်းကြယ်ပြူထားတဲ့ဒီခန္ဓာကိုယ်အတဘောဟာအမြဲမတည်နိုင်ရှူစမ်းလောဗရမ ्या နှောင်းတွေနဲ့စမ်းကြယ်စွာပြပြင်ထားတဲ့အယိုးကိုရေဖုံးနေတဲ့ရုပ်ပုံဟာအဝတ်ဝတ်ထားမှသာတင့်တယ်ပြီတဲ့ချက်ရည်ဆိုးထားတဲ့ခြေထောက်တွေနဲ့နတ်နာမှုန်လိမ့်ကြံထားတဲ့မျက်နှာတွေဟာလူမိုက်တွေကိုသာတွေ့ဝေသွားအောင်လုပ်နိုင်တယ်နိဗ္ဗာန်တစ်ဖက်ကန်းတစ်ဖက်ကိုရှာမီးသူတွေအတွက်တော့တွေ့ဝေသွားအောင်မလုပ်နိုင်ဘူးရှစ်ချိုးသောအဖို့စုဖွဲ့ပြီးစင်ရင်ထုံးဖွဲ့ထားတဲ့သပင်တွေနဲ့လိမ့်ချဲထားတဲ့မျက်လုံးတွေဟာလူမိုက်တွေကိုသာတွေးဝေသွားအောင်လုပ်နိုင်တယ်နိဗ္ဗာန်ကံတစ်ဖက်ကိုရှာမီးသူတွေကိုတော့တွေးဝေအောင်မလုပ်နိုင်ဘူးစမ်းကြဲတဲ့တစားတွေကိုဆင်ထားတဲ့အပုတ်ကောင်ဟာလူမိုက်တွေကိုသာတွေးဝေအောင်လုပ်နိုင်တယ်နိဗ္ဗာန်ကံတစ်ဖက်ကိုရှာမီးသူတွေကိုတွေးဝေအောင်မလုပ်နိုင်ဘူးမုတ်ဆိုးဟာပိုက်ကိုထောင်ထားတယ်တမင်ဟာပိုက်ကိုမထိပဲစားပြီးမုတ်ဆိုးကိုမြည်တွန်တောက်တီးနေတော့မှမုတ်ဆိုးမြည်တွန်တောက်တီးနေတော့မှပဲအခြားကိုထွက်သွားတယ်ဒီကာရာကိုရွတ်ဆိုပြီးရှင်ရထပါလာဟာကောရာပြင်းမြင်းရဲ့မိကြီးစီဥယျင်ကိုပြန်ကြွသွားတယ်ဒီနေ့ကျတော့ကောရာပြမင်းဟာရှင်ရထပါလာကိုလာပြီးဖူးတယ်ဒီလိုဖူးပြီးတော့ရှင်ရထပါလာပျက်စီးခြင်းလေးမျိုးနဲ့တွေ့ရတဲ့သူချို့သာလူပေါင်း9ရဟန်းကိုဝင်ကြတယ်ဒီပျက်စီးခြင်းဆိုတာကတော့အိုရတဲ့ပျက်စီးနားတဲ့ပျက်စီးစီစဉ်ပြရတဲ့ပျက်စီးဆွေမျိုးပြရတဲ့ပျက်စီးခြင်းတွေဖြစ်တယ်ရှင်ရထပါလာရှင်ရထပါလာဟာငငယ်ပဲရှိသေးတယ်အိုတဲ့ပျက်စီးလည်းမရှိပါနဲ့ဘယ်ကြိုးထူးကိုသိမြင်လို့ကြားလို့လူပေါင်းကယဟန်ပေါင်းကိုဝင်ရတာလေလို့မေးပါတယ်ရှင်ရထပါလာဟာကျန်းမာပဲနာမရှိစင်းရဲမရှိအညီမျှကြည်စက်စီတဲ့မအေးလွန်းမပူလွန်းပါစကားတက်နဲ့ပြည့်စုံတယ်ရှင်ရထပါလာဟာနားတဲ့ပျက်စီးခြင်းမရှိပါနဲ့ဘယ်ကြိုးထူးကိုသိလို့မြင်လို့ကြားလို့လူပေါင်းကနေယဟန်ပေါင်းကိုဝင်ရတာလေရှင်ရထပါလာအရှင်ရထပါလာဟာမြတ်တဲ့မျိုးနွယ်ကပဲစီစဉ်ပစ္စည်းဥစ္စာလဲကျွေးပြည့်စုံတယ်ကျွဲဝတယ်ချမ်းသာတယ်ရှင်ရထပါလာဟာစီစဉ်ပစ္စည်းမှုမရှိပါပဲနဲ့ဘယ်အကျိုးထူးကိုသိလို့မြင်လို့ကြားလို့လူပေါင်းကနေဟန်ပေါင်းကိုဝင်ရောက်တာလေရှင်ရထပါလာမှာဆွေမျိုးတွေပြည့်စုံကြီးရှိတယ်ရှင်ရထပါလာဟာဆွေမျိုးပျက်စီးခြင်းမရှိပါနဲ့မဲနဲ့ဘယ်အကျိုးထူးကိုသိလို့မြင်လို့ကြားလို့လူပေါင်းကနေယဟန်ပေါင်းကိုဝင်ရတာလေလို့ကောရပြမင်းကြီးကမေးတော်မူတယ်ကောရပြမင်းကြီးသိတော်မူမြင်တော်မူတဲ့
၍ပူဇော်ထူးကိုခံတော်မူထိုက်သောလုံးစုံသောတရားတို့ကိုကိုယ်တိုင်မှန်စွာသိတော်မူသောမြတ်စွာဘုရားဟာတရားလေးပါးကိုအကျဉ်းညွှန်ပြတော်မူတယ်။ငါဟာဒီတရားတွေကိုသိလို့မြင်လို့ကြားလို့လူပေါင်းကယဟန်ပေါင်းကိုဝင်ရောက်ခဲ့တယ်။ဒီတရားလေးပါးဟာဘယ်တရားတွေလဲ။မင်းကြီးလူပေါင်းဟာအိုဘေးနာဘေးသေဘေးတွေကဘယ်နည်းနဲ့မှမလွတ်နိုင်တဲ့အတွက်အမြဲမတည်ဘူး။အဲ့ဒါမြတ်စွာဘုရားအကျဉ်းညွှန်ပြတဲ့ပထမတရား။မင်းကြီးလူပေါင်းဟာခိုကိုးစရာမရှိအားထားစရာမရှိအဲ့ဒါမြတ်စွာဘုရားညွှန်ပြတဲ့ဒုတိယတရား။မင်းကြီးလူအပေါင်းမှာကိုယ်ပိုင်ဥစ္စာမရှိအလုံးစုံသောဥစ္စာကိုစွန့်လွတ်ပြီးသွားရတယ်အဲ့ဒါမြတ်စွာဘုရားညွှန်ပြတဲ့တတိယတရား။မင်းကြီးလူအပေါင်းဟာအလိုမပြည့်ရုပ်ရော့လျက်သာရှိတယ်။ရောင်ရဲမှုမရှိတဏှာရဲ့ကျွန်ဖြစ်တယ်အဲ့ဒါမြတ်စွာဘုရားညွှန်ပြတဲ့သရုတ်တတရား။ဒီတရားလေးပါးကိုငါသိလို့မြင်လို့ကြားလို့လူပေါင်းငါယဟန်ပေါင်းကိုဝင်ရောက်တယ်လို့ရှင်ရထဘာလာကဖြေတော်မူတယ်။အဲဒီခါကောရဗျမင်းကအကျဉ်းဟောထားတဲ့တရားကိုကျဲချဲ့ဟောဖို့ရှင်ရထဘာလာကိုလျှောက်ထားတယ်။မင်းကြီးတင်မင်းကြီးဟာအသက်20စိတ်လောက်တုန်းကစင်စီအတက်မြင်းစီအတက်ယထာစီအတက်လေးအတက်ဓာလန်အတက်တွေမှာလည်းကျင်လဲတယ်ခြေတော်အားလက်ယုံအားတွေနဲ့လည်းပြည့်စုံတယ်စစ်မြေပြင်မှာလည်းအင်မတန်ကျွမ်းကျင်တယ်မဟုတ်လားလို့မေးတယ်ဟုတ်ပါတယ်ဖေ။အဲဒီခါတုန်းကအင်အားမှာတပည့်တော်နဲ့ရှင်နိုင်တဲ့သူမရှိသလောက်ပါပဲဖေလို့မင်းကြီးကဖြေတယ်။မင်းကြီးဒီအားတွေအခုရှိသေးလားလို့အရှင်ရထဘာလာကထပ်ပြီးမေးတယ်။မရှိတော့ပါဖေ။တပည့်တော်ဟာ80အရွယ်ရှိနေပါပြီ။ရှင်ရထဘာလာတခါတရံတပည့်တော်ဟာဒီရက်မှာချချမယ်လို့စိတ်ကူးပြီးတခြားရက်မှာချမိတယ်လို့မင်းကြီးကလျှောက်ထားပါတယ်။မင်းကြီးအခုပြောခဲ့တာတွေကိုရည်ရွယ်ပြီးမြတ်စွာဘုရားဟာလူပေါင်းဟာအိုဘေးသေဘေးတွေကဘယ်နည်းနဲ့မှမလွတ်တဲ့အတွက်အမြဲမတည်ဘူးဆိုတဲ့ပထမတရားကိုဟောတော်မူတာဖြစ်တယ်။မင်းကြီးအသင်မင်းကြီးမှာတတ်တာရမရအောင်နာကျင်တဲ့အနာတစုံတရာဖြစ်ဘူးသလားလို့မေးတယ်။ရှင်ရထပါလားတပည့်တော်မှာဖြစ်ဘူးပါတယ်ဖေ။တခါတည်းဝေဒနာဟာပြင်းထန်လွန်းလို့ခေါရဗျမင်းဟာအခုပဲသိတော့မယ်ဆိုပြီးဆွေမျိုးသားချင်းတွေဝိုင်းအောင်ပြီးလာကြရတာတွေတောင်ရှိခဲ့ဘူးတယ်လို့ရှောက်ထားတယ်။မင်းကြီးအဲ့ဒီလိုဝေဒနာဖြစ်တဲ့အခါဆွေမျိုးသားချင်းတွေကိုလာကြဟေးငါအဆွေခင်မိုးငါဆွေမျိုးသားချင်းတွေငါခံစားရတဲ့ဝေဒနာတက်တာသွားအောင်သင်တို့အားလုံးဝိုင်းပြီးတော့ခွဲဝေယူကြစမ်းပါလို့ပြောရင်သူတို့ခွဲဝေပြီးယူနိုင်ကြပါမလားလို့မေးတော်မူပါတယ်။ယူနိုင်ပါဘူးဖေ။လို့မင်းကြီးကဖြေတယ်။မင်းကြီးခုပြောခဲ့တာတွေကိုရည်ရွယ်ပြီးမြတ်စွာဘုရားကလူအပေါင်းဟာခိုကိုရမရှိအားထားမရှိဆိုတဲ့ဒုတိယတရားကိုဟောတော်မူတာပဲဖြစ်တယ်။မင်းကြီးတင်မင်းကြီးဟာအခုဘဝမှာခံစားနေရတဲ့ကာမဂုဏ်၅ပါးကိုနောက်တမလွန်ဘဝမှာလည်းဆက်ပြီးခံစားခြင်းရနိုင်မလားဒီလိုမဟုတ်ရင်လည်းတင်မင်းကြီးရဲ့လက်ရှိစည်းစိမ်တွေကိုတခြားသူတွေကသုံးဆောင်ပြီးတင်မင်းကြီးကတော့ကံအားလျော်စွာသွားရမလားဘယ်ရင်းဟာဖြစ်နိုင်တယ်လဲလို့မေးတော်မူတယ်အရှင်ရထဘာလာကခုဘဝမှာခံစားရတဲ့ကာမဂုဏ်၅ပါးကိုနောက်တမလွန်ဘဝမှာလည်းဆက်ပြီးခံစားဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒီစည်းစိမ်တွေကိုတခြားသူတွေကသုံးဆောင်ပြီးတပည့်တော်ကတော့ကံအားလျော်စွာသွားမှာပါပဲလို့မင်းကြီးကဖြေတယ်မင်းကြီးခုပြောခဲ့တာတွေကိုရည်ရွယ်ပြီးမြတ်စွာဘုရားကလူပေါင်းမှာကိုယ်ပိုင်ဥစ္စာမရှိအလုံးစုံသောဥစ္စာကိုစွန့်ပစ်ခဲ့ပြီးတမလွန်လောကကိုသွားရတယ်ဆိုတဲ့တတိယတရားကိုဟောတော်မူခဲ့တာပဲဖြစ်တယ်မင်းကြီးတင်မင်းကြီးဟာအခုကုလူတိုင်းကိုအုပ်ဆိုးနေရတယ်မဟုတ်လားလို့ရှင်ရထဘာလာကမေးတယ်မှန်ပါတယ်လို့မင်းကြီးကလျှောက်တယ်မင်းကြီးတင်မင်းကြီးရဲ့လူယုံတယောက်ကကုလူတိုင်းရဲ့အရှိဘက်မှာစီပင်သားယာဝါပြောတဲ့တိုင်းကြီးတိုင်းရှိတယ်ဒီတိုင်းကြီးရဲ့အတွင်းရေးကိုဒီလူတော်ကအကုန်လုံးသိတယ်တင်မင်းကြီးဟာအဲ့ဒီတိုင်းကြီးကိုအလွယ်လေးနဲ့သိမ်းယူထားနိုင်မယ်လို့လျှောက်ထားရင်တင်မင်းကြီးဘယ်လိုလုပ်မလဲလို့ရှင်ရထဘာလာကမေးတော်မူတယ်ရှင်ရထဘာလာကဒီတိုင်းကြီးကိုတပည့်တော်သိမ်းယူမယ်လို့မင်းကြီးကလျှောက်ထားတယ်မင်းကြီးအဲ့လိုနောက်မြောက်တောင်သမုဒ္ဒရာတစ်ဖက်ကမ်းကစိတ်ချရတဲ့လူတွေလာပြီးရှေးရက်ကလူတွေလိုပဲအလွယ်တကူသိမ်းနိုင်တဲ့တိုင်းကြီးတွေရှိတဲ့အကြောင်းလျှောက်ထားရင်ကောတင်မင်းကြီးဘယ်လိုလုပ်မလဲလို့မေးတော်မူတယ်ရှင်ရထဘာလာကအဲ့ဒီတိုင်းကြီးတွေကိုလည်းတပည့်တော်သိမ်းယူမှာပဲလို့မင်းကြီးကလျှောက်ထားတယ်မင်းကြီးခုပြောခဲ့တာတွေကိုရည်ရွယ်ပြီးမြတ်စွာဘုရားကလူပေါင်းဟာအလုံးမပြည့်ရုပ်ရောလျက်သာရှိတယ်မယောင်ရဲနိုင်တဏှာရဲ့ကျွန်ဖြစ်တယ်ဆိုတဲ့သရုပ်ထတရားကိုဟောတော်မူတာပဲဖြစ်တယ်လို့ရှင်ရထဘာလာကအကျေချဲ့ပြီးဟောတော်မူပါတယ်အဲ့ဒီခါကောရဗျမင်းကြီးကရှင်ရထဘာလာအံ့ဘွယ်ရှိပြီစွာမဖြစ်ဘူးမြဲဖြစ်ပါပြီစွာတည်တော်မူမြင်တော်မူ၍ပူဇော်ထူးကိုခံတော်မူထိုက်သောလုံးစုံသောတရားတို့ကိုကိုယ်တိုင်မှန်ကန်စွာသိမြင်တော်မူသော
မြတ်စွာဘုရားဟောကြားတော်မူတဲ့တရားလေးပါးဟာအလွန်မှန်ပေစွာလို့ဥဒန်းကျူပါတယ်။အဲဒီနောက်အရှင်ရထပါဠကဒီဂါထာတွေကိုလည်းဆက်ပြီးဟောတော်မူတယ်။မင်းကြီးလောက၌ဥစ္စာရှိသူကိုငါမြင်ရသည်မှာမောဟဖတ်ပြီးရှိတဲ့ဥစ္စာကိုမလူရတဲ့အပြင်လောဘတက်ပြီးဥစ္စာသိမ်းဆည်းမှုကိုသာပြုကြတယ်။ကာမဂုဏ်တွေကိုတိုးပြီးသာတောင့်တကြတယ်။မင်းကြီးကိုယ်တိုင်ရန်သူအပေါင်းကိုဖိနှိပ်ပြီးသမုဒ္ဒရာအဆုံးရှိတဲ့မြေပြင်ကိုအုပ်စိုးနေရပေတဲ့ရောင်ရဲခြင်းမရှိဘဲသမုဒ္ဒရာတစ်ဖက်ကမ်းကသူများပိုင်တဲ့တိုင်းပြည်တွေကိုလည်းတောင်းတသေးတယ်။မင်းကြီးပဲဖြစ်ဖြစ်တခြားလူတွေပဲဖြစ်ဖြစ်တက်မှတ်မှုမကင်းပဲတည်ကြရတယ်။ဘယ်တော့မှအလိုဆန္ဒပြည့်ဝတယ်မရှိဘူး။ရုပ်ရောလျှက်သားခန္ဓာကိုယ်ကိုစွန့်ကြရတယ်။တလောကလုံးကာမဂုဏ်တွေပေါ်မှာဘယ်တော့မှမရောက်ရဲမှုရှိနိုင်ဘူး။တည်တဲ့သူကိုဆွေမျိုးတွေဟာသပင်ကိုဖြန့်ကျဲပြီးငါတို့သားလေးတည်ဆုံးပြီလို့ငိုကြွေးမိတမ်းကြတယ်။အဝိနဲ့ပတ်ထားတဲ့အလောင်းကိုမตายရင်ကထုတ်ယူကြပြီးထင်းပုံမှာမိတကြိုကြတယ်။တည်တဲ့သူဟာစီးစိမ်တွေကိုစွန့်ပြီးအဝိတထဲဖျဲဖြင့်သာမိတိုက်ခံရတယ်။တကြင်ထိုးခံရတဲ့ဆွေမျိုးမိတ်တငါတွေဟာဒီတေသူရဲ့မိခိုရာအထရာတွေဖြစ်မလာကြဘူး။မွေခံတွေဟာတေသူရဲ့မွေကိုဆောင်ယူကြကုန်တယ်။တည်တဲ့သူဟာသူ့ရဲ့ကုသိုလ်အားကုသိုလ်ကံတိုင်းပဲသွားရရှာတယ်။သားသမီးဖြစ်စေမယားဇနီးဖြစ်စေဥစ္စာဖြစ်စေတိုင်းနိုင်ငံဖြစ်စေမိသည့်ဥစ္စာမဆိုတေသူရဲ့အနောက်ကိုအစဉ်မလိုက်ကြဘူးတက်ရှိဖို့ကိုဥစ္စာပေးလို့မရနိုင်စီးစိမ်ပေးလို့လည်းအိုခြင်းကိုမပယ်ဖြောက်နိုင်ပညာရှိတွေကအသက်ကားတိုလှ၏အမြဲမရှိဖောက်ပြန်တတ်သောသဘောရှိ၏လို့ဆိုကြတယ်ချမ်းသာသူပဲဖြစ်စေဆင်းရဲသူပဲဖြစ်စေတေခြင်းတွေကိုတွေ့ကြရမယ်ထိုသူသူမိုက်ဖြစ်စေပညာရှိဖြစ်စေတေခြင်းတွေကိုတွေ့ကြရမယ်သူမိုက်ဟာသူမိုက်ပြကြောင့်တေကန်နီးမှာတုံးလုံးခြောက်ချမယ်ပညာရှိဟာတေကန်နီးမှာမတုံလုံးမခြောက်ချဒါကြောင့်ပညာဟာဥစ္စာထက်မြတ်တယ်ဒီပညာနဲ့ကိစ္စအားလုံးပြီးဆုံးရာအရဟတဖို့ကိုရနိုင်တယ်မိုင်မဲတွေသူတွေဟာမင်္ဂလာကိစ္စတွေမပြီးသေးတဲ့အတွက်ဘဝကြီးငယ်မှာယုံမှမှုအကုသိုလ်တွေကိုပြုမိကြတယ်လူမိုက်ဟာဘဝဆက်ဆက်ကျင်နေမိပြီးအမိဝမ်းမိုက်ကိုဖြစ်စေတမလွန်လောကကိုဖြစ်စေကဲ့ရောက်ရတယ်လူမိုက်ရဲ့စကားကိုပညာနည်းသူတွေဟာအလုံးယုံကြည်မိတဲ့အတွက်မိဝမ်းမိုက်ကိုဖြစ်ဖြစ်တမလွန်လောကကိုဖြစ်ဖြစ်ကဲ့ရောက်ရတယ်ခိုးယူတဲ့ယုံမာတဲ့သူကိုမိမိမှုကညှင်းဆဲသလိုဒီအတူတမလွန်လောကမှာအကုသိုလ်တရားရုပ်ရှိတဲ့တရဝါပေါင်းကိုမိမိမှုကပဲညှင်းဆဲမယ်မင်းကြီးကာမဂုဏ်၅ပါးဟာအင်မတန်စမ်းကြယ်တယ်တရားပွဲလို့ထင်မှတ်ရတယ်မွေတော်ပွဲလို့ထင်မှတ်ရတယ်အထူးသောသဘောနဲ့စိတ်ကိုမှီနှောက်တတ်တယ်ကာမဂုဏ်တွေမှာအပြစ်ကိုမြင်တဲ့အတွက်ငါရဟန်းပြုတယ်မင်းကြီးငယ်ငယ်ကြီးကြီးတည်တည်တွေဟာကြွေကြသလိုလူလင်ပြိုတွေရောငယ်ရည်သူတွေရောကြီးသူတွေရောတည်ကြတယ်ဒီเจ้าကိုလည်းငါမြင်တဲ့အတွက်မချွတ်မရင်ဝစင်းရဲကထွက်မြောက်ကြောင်းဖြစ်တဲ့ယဟန်အဖြစ်ဒီသာမျက်လှပေတယ်လို့နှလုံးသွင်းပြီးငါယဟန်ပြုခဲ့တယ်လို့အရှင်ရထပါဠကဟောကြားတော်မူတယ်အဲဒီလိုမခင်မေကဟောလိုက်တဲ့အခါကိုသိန်းဟာတိတ်သဘောကျသွားတယ်လက်နှစ်ဖက်ကိုသူနှစ်ဖူးမှလက်အုပ်ချီပြီးမြတ်စွာဘုရားမှတပါးအခြားကိုးကွယ်ရာမရှိပါဘူးတရားတော်မှတပါးအခြားကိုးကွယ်ရာမရှိပါဘူးလို့တန်ဃာတော်မှတပါးအခြားကိုးကွယ်ရာမရှိပါဘူးလို့ရွတ်ဆိုတယ်ကိုသိန်းတိုက်တွန်းတဲ့အတွက်မခင်မေဟာကိုသိန်းနဲ့သားမောင်မြင့်ဆွေတို့ကိုဒီတရားခဏခဏဟောတယ်ဟောတိုင်းကိုသိန်းဟာသူ့နှစ်ဖူးမှလက်အုပ်ချီပြီးခူးရွတ်တဲ့အတိုင်းရွတ်တယ်ဒီတရားကိုမခင်မေမဟောခင်ကိုသိန်းနဲ့သားတော်မောင်တို့ကအစကပြောခဲ့တဲ့ဓမ္မပဒဂါရနှစ်ပုဒ်စလုံးကိုပါဠိနဲ့အနက်ပါလို့ရွတ်ပြတယ်အဲဒီလိုရွတ်ပြပြီးမှမခင်မေကဆက်ဟောတယ်ဒီဓမ္မပဒပါဠိရဲ့အနက်နဲ့တရကအဖြစ်နဲ့ရှင်ရထပါဠဝတ္ထုအပြင်မြတ်စွာဘုရားတောထွက်ခန်းရှင်ရာသာရိပုတ္တရာနဲ့အရှင်မဟာမောက္ကလံအလောင်းလျာတွေတောထွက်ခန်းရှင်ကတ္တမနဲ့အရှင်ဗတ္တန္တအလောင်းလျာတွေတောထွက်ခန်းတတိသာယတ္တယဟန်ပြုခန်းတွေကိုလည်းရံဖန်ရံခါပြောသေးတယ်အဲ့ဒီလိုအဖေတလှည့်အမေတလှည့်ပြောတာတွေကိုနိုင်ဝက်လောက်နားထောင်ပြီးတော့မှမောင်မြင့်ဆွေဟာဘုရားသွားရှိခိုးရတယ်၅ပါးသီလယူရတယ်မေတ္တာပို့အမြတ်တမ်းဝေပြီး10မိနစ်လောက်ဒီလိုအမြဲဆင်ခြင်ရတယ်ငါမှာအိုခြင်းသဘောရှိတယ်အိုခြင်းသဘောကိုငါမလွန်ဆန်နိုင်ဘူးငါမှာနာခြင်းသဘောရှိတယ်နာခြင်းသဘောကိုငါမလွန်ဆန်နိုင်ဘူးငါမှာသိခြင်းသဘောရှိတယ်သိခြင်းသဘောကိုငါမလွန်ဆန်နိုင်ဘူးငါချစ်မြတ်နိုးတဲ့အရာတွေနဲ့ရှင်ကွဲတော်လဲကွဲရမယ်သိတော်လဲကွဲရမယ်
ငါမှာကံသာလျင်မိမိဥစ္စာရှိတယ်ငါဟာကံရဲ့အမွေခံဖြစ်တယ်ငါမှာကံသာလျင်အကြောင်းရှိတယ်ငါမှာကံသာလျင်ဆွေမျိုးရှိတယ်ငါမှာကံသာလျင်ကိုးကွယ်မိကိုရာဖြစ်တယ်ကောင်းတာဖြစ်ဖြစ်မကောင်းတာဖြစ်ဖြစ်ငါလုပ်မိတဲ့ကံတွေအလုံးကိုငါအမွေခံရမယ်လို့အဲ့ဒီ၅ပါးကိုမခင်မေဟာစင်ကြင်မွယ်တရား၅ပါးလို့ခေါ်တယ်စင်ကြင်မွယ်တရား၅ပါးကိုမောင်မြင့်ဆွေဟာဒီရွယ်မှာမစင်ကြင်ထိုက်ဘူးငယ်သေးတယ်လို့ကိုသိန်းကပြောတယ်ဘသူဟာဘယ်ရွယ်ကြမှသိရမယ်ဆိုတာသိမင်းနဲ့စာချုပ်ချုပ်ထားတာမရှိဘူးငယ်ငယ်နဲ့သိခြင်းနဲ့သိတာပဲမောင်ကျော်ဆန်းဟာတစ်နှစ်သားမှသိသွားတယ်အဲဒီတော့14နှစ်မှာစင်ကြင်တာဟာအမှန်စင်စစ်အများကြီးနောက်ကျနေပြီ9နှစ်10နှစ်လောက်ခရဲကဒါကိုစင်ကြင်ရမယ်ဗုဒ္ဓဘာသာတိုင်းအတွက်ဒါဟာသိရေးကြီးတယ်လို့မခင်မီကပြောတယ်သူတို့လင်မယားဒီကိစ္စနဲ့ပတ်သက်ပြီး3ရက်လောက်ဆွေးနွေးရတယ်နောက်ဆုံးမှာမခင်မီကကိုသိန်းကိုဌာနတုတ်တော်ဟောပြရတယ်အဲဒီတုတ်တော်ရဲ့ဒုချုပ်ကဒီလိုရှိတယ်တတဝါတွေဟာပြိုရချိန်မှာပြိုရမှန်ရစ်တက်တယ်ဒီပြိုရမှန်ရစ်တဲ့အတွက်မီလီယံမူရစ်ကြတဲ့တတဝါတွေဟာကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်တွေကိုပြုကျင့်တတ်တယ်အဲဒီလိုချင်းအကြောင်းကိုမပြတ်ဆင်ခြင်နေတဲ့သူတွေမှာပြိုရမှန်ရစ်ချင်းဟာတခါတည်းပျောက်ချင်နဲ့ပျောက်သွားမယ်ပျောက်မသွားရင်တော့ခေါင်းပါသွားမယ်ဒီတတဝါတွေဟာနာကင်းတဲ့အချိန်မှာနာကင်းမှုမှန်ရစ်တက်တယ်အသက်ရှင်ချိန်မှာအသက်မှန်ရစ်တက်တယ်အဲဒီလိုမှန်ရစ်တဲ့အတွက်မီလီယံမူရစ်ကြတဲ့တတဝါတွေဟာကာယဒုစရိုက်ဝစီဒုစရိုက်ကိုပြုကျင့်တတ်တယ်ဒီလိုနာခြင်းအကြောင်းသိခြင်းအကြောင်းကိုမပြတ်ဆင်ခြင်နေတဲ့သူမှာနာကင်းမှုမှန်ရင်းမှုတွေဟာအသက်မှန်ရစ်တာတွေတစ်ခါတည်းပျောက်သွားမယ်ပျောက်မသွားတော့ခေါင်းပါသွားမယ်ချစ်ခင်မြတ်နိုးတဲ့အရာတွေကိုလိုလားဆွဲမှတ်တဲ့တတဝါတွေသာကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်တွေကိုပြုကျင့်တတ်တယ်ကွဲရတဲ့အကြောင်းကိုလည်းမပြတ်ဆင်ခြင်နေတဲ့သူမှာချစ်ခင်မြတ်နိုးတဲ့အရာတွေကိုလည်းလူလာဆွဲမှတ်တာတခါတည်းပျောက်ချင်နဲ့ပျောက်သွားမယ်ပျောက်မသွားတော့ခေါင်းပါသွားမယ်တတဝါတွေဟာကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်တွေကျူးလွန်ခြင်းတတ်တယ်ကံအကြောင်းကိုမပြတ်ဆင်ခြင်တဲ့သူမှလည်းမကောင်းမှုဟာတခါတည်းပျောက်ချင်နဲ့ပျောက်သွားမယ်ပျောက်မသွားတော့ခေါင်းပါသွားမယ်တတဝါတွေဟာကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်တွေကျူးလွန်ခြင်းတတ်တယ်ကံကြောင်းကိုမပြတ်ဆင်ခြင်တဲ့သူမှာမကောင်းမှုဟာတခါတည်းပျောက်ချင်နဲ့ပျောက်သွားမယ်ပျောက်မသွားတော့ခေါင်းပါသွားမယ်ငါတယောက်ထဲမှသာအိုခြင်းသဘောရှိတာမဟုတ်ငါတယောက်ထဲမှသာဟိုခြင်းသဘောကိုမလွန်ဆန်နိုင်တာမဟုတ်ငါတယောက်ထဲမှသာနာခြင်းသဘောရှိတာမဟုတ်ငါတယောက်ထဲသာနာခြင်းသဘောကိုမလွန်ဆန်နိုင်တာမဟုတ်ငါတယောက်ထဲသာသိခြင်းသဘောရှိတာမဟုတ်ငါတယောက်ထဲသာသိခြင်းသဘောကိုမလွန်ဆန်နိုင်တာမဟုတ်ငါတယောက်ထဲသာချစ်မြတ်နိုးတဲ့အရာတွေနဲ့ဒီကွဲဖြစ်ဖြစ်ရှင်ကွဲဖြစ်ဖြစ်ခွဲရတာမဟုတ်ငါတယောက်ထဲသာကံသာလျင်ဥစ္စာရှိတာမဟုတ်ငါတယောက်ထဲသာကံရဲ့အမွေခံဖြစ်တာမဟုတ်ငါတယောက်ထဲမှသာကံသာလျင်အကြောင်းရှိတာမဟုတ်ငါတယောက်ထဲမှသာကံသာလျင်ဆွေမျိုးကံသာလျင်ကိုယ်ွယ်မိကိုရာရှိတာမဟုတ်ငါတယောက်ထဲသာကောင်းတာဖြစ်ဖြစ်မကောင်းတာဖြစ်ဖြစ်ငါမလုပ်မိသမျှကံတွေကိုအမွေခံရမှာမဟုတ်စင်စစ်ဒီဘုံဘဝကိုလာတဲ့ခြားဘုံဘဝကိုသွားတဲ့ပရိသေနေတဲ့တတဝါဟူသည်များအားလုံးတို့ဟာအိုခြင်းသဘောရှိတယ်အိုခြင်းသဘောကိုမလွန်ဆန်နိုင်နာခြင်းသဘောရှိတယ်နာခြင်းသဘောကိုမလွန်ဆန်နိုင်တေခြင်းသဘောရှိတယ်တေခြင်းသဘောကိုမလွန်ဆန်နိုင်ချစ်မြတ်နိုးတဲ့အရာတွေနဲ့တေခွဲတော်လဲကွဲရမယ်ရှင်ခွဲတော်လဲကွဲရမယ်ကံသာလျင်မိမိဥစ္စာရှိတယ်ကံရဲ့အမွေခံဖြစ်တယ်ကံသာလျင်အကြောင်းရှိတယ်ကံသာလျင်ဆွေမျိုးမိခွဲကိုးကွယ်ရာရှိတယ်ကောင်းတာဖြစ်ဖြစ်မကောင်းတာဖြစ်ဖြစ်မိမိလုပ်သမျှကံအားလုံးကိုမွေခံရမယ်အဲဒီလိုမပြတ်ဆင်ခြင်နေတဲ့သူမှာမဉ္ဇဉ်ဟာထင်ထင်ရှားရှားဖြစ်ပေါ်လာရမယ်အဲဒီမတ်ကိုမှီဝဲရမယ်ပွားများရမယ်ချိန်ဖန်များစွာပွားများမယ်ဆိုရင်ဒီသူမှာတန်ရောစင်တွေဟာတခါတည်းပျောက်သွားရမယ်စင်ကိန်းနေတဲ့လောဘဒေါသမောဟအနုတ္တိယတရားတွေဟာတခါတည်းချိန်ညုံကုန်ရမယ်လို့ရှင်တော်မဖျားဟောကြားတော်မူပါတယ်လို့မခင်မီကဟောပြပြီးတဲ့အခါကိုသိန်းဟာရှိကလိုပဲနှစ်ဘူးပေါ်မှာလက်အုပ်ချီပြီးဖျားမတပါအခြားကိုယ်ွယ်ရမရှိပါဘူးတရားမတပါအခြားကိုယ်ွယ်ရမရှိပါဘူးတန်ခါမှတပါအခြားကိုယ်ွယ်ရမရှိပါဘူးလို့ရွတ်တယ်လှိုက်လိုက်လဲဖြစ်လွန်းလို့မျက်ရည်တွေမျက်လုံးနှစ်ဖက်စလုံးမှာဝဲနေတဲ့ဒီတရားကိုသားလေးမောင်မြင့်ဆွေသဘောပေါက်အောင်ခဏခဏဟောပေးဖို့လဲတောင်းပန်တယ်အဲ့ဒီနေ့ကစပြီးမောင်မြင့်ဆွေတဲ့အချက်ကြီး၅ချက်ကိုညာတိုင်းအိမ်မြင်ရမဝင်ခင်မှာဆင်ခြင်ရတယ်အဲ့ဒါတွေမကသေးဘူးတနင်္ဂနွေနေ့တွေမှာသူမိဘတွေနဲ့အတူတူများသောအားဖြင့်ဥပုသ်ဆောင်ရတယ်အကြောင်းကိစ္စရှိတဲ့အခါလောက်ပဲဥပုသ်မဆောင်မှုခွင့်လွတ်တယ်။နွေရာသီကျောင်းပိတ်ရက်တိုင်းနဲ့မလဲရဘူး။နေ့လည်နေကင်းသာသနာရိပ်သာမှာမောင်မြင့်ဆွေဟာကမ္မထံသွားထိုင်ရပါသေးတယ်။ခန်းဆက်ခွန်ပြီးပါပြီ။နောက်ရက်တွေမှာကျွန်တော်တို့နောက်ခန်းတွေနဲ့အတူပြန်လာခဲ့ပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။